ဒီနေ့တော့ Viking ခေတ်ကဒင်းမန်နိုင်ငံကိုအခြေခံထိရိုက်ကူးထားတဲ့ဇာတ်လမ်းလေးအကြောင်းပြောပြပေးမယ်နော်ဒီဇာတ်လမ်းကတခြားကားတွေနဲ့မတူပဲဘလူးတကောင်ရဲ့ခန်းစားချက်နဲ့လက်စားခြေပုံကိုပါမြင်ရမယ်ဇာကားကောင်းလေးဗျဇာတ်လမ်းအစမှာတောင်းထိုက်တစ်ခုပေါ်ကနေစဖွင့်ထားတယ်အဲ့ဒီမှာဘလူးအဖေကြီးတကောင်ဟာသူ့ရဲ့သားဘလူးလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြတာပေါ့ဒါပေမဲ့ကန်ဆိုးခြင်းနော်ဒိမ့်မတ်လူမျိုးစုခေါင်းဆောင်ကသူ့လူတွေနဲ့ရောက်လာပြီးဘလူးကြီးကိုတတ်ဖို့ကြိုးစားကြတယ်ဘလူးကြီးကသူ့သားလေးကိုလုံခြုံမဲ့နေရာမှာဝှက်ပေးခဲ့ပေမဲ့သူကိုယ်တိုင်ကတော့လူတွေရဲ့မြားတန်လှန်တန်တွေကြောင့်တောင်ပေါ်ကပြုတ်ကြပြီးပွေးချင်းပြီးတေဆုံးသွားရှာတယ်ဒီမြင်ကွင်းအားလုံးကိုပုံနေတဲ့ဘလူးပေါက်စာလေးကအဆအဆုံမြင်လိုက်ရတာပေါ့ဗျာလူတွေပြန်သွားတော့မှဘလူးလေးဟာသူ့အဖေရဲ့အလောင်းနိုင်ကိုသွားအလောင်းကတိတ်လေးမှမတည်နိုင်နောက်ဆုံးအဖေဖြစ်သူရဲ့ခေါင်းကိုပဲဖြတ်ပြီးကူတစ်ခုထဲမှာတင်ထားလိုက်ရတယ်။သူဟာအဲ့ဒီကူထဲမှာပဲတကောင်လေးကြီးပြင်းလာခဲ့ပြီးသူ့အဖေရဲ့ခေါင်းပြက်ကြီးကိုကြည့်တိုင်းနာကြီးဝမ်းနေခဲ့ရတာပေါ့။နှစ်တဲ့အချာကြီးပြောင်းလဲသွားတဲ့အခါဟိုးလူမျိုးစုရွာမှာတော့အရက်ဆိုင်သူ့ဖွင့်ခွဲလှုပ်နေကြတယ်။အကြီးညမှာပဲအရွယ်ရောက်လာပြီးဖြစ်တဲ့ဘလူးကနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့တဲ့လက်စားချေမှုကိုစတင်มาတော့တယ်။ဆိုင်တော့ဝင်လာပြီးရှိသမျှ Viking စစ်သည်တွေကိုရဲရဲဆက်ဆက်တပ်ဖြစ်လိုက်တယ်။ထူးခြားတာကသူဟာအမျိုးသမီးတွေကလေးတွေနဲ့တက်ကြီးရွယ်အိုတွေကိုတော့လုံးဝရံမရှာပဲစစ်သည်ယောက်ျားတွေကိုပဲရွေးတက်သွားတာဗျ။အဲ့ဒီအချိန်မှာပဲလီယိုလို့ခေါ်တဲ့နာမည်ကျော် Viking စစ်သည်တော်တူဟာသူ့အဖွဲ့နဲ့အတူဒီရွာကိုရောက်လာတယ်။တကယ်တော့သူတို့ကတိုက်ခိုက်ဖို့လာတာမဟုတ်ပဲခရီးတောက်နားဖို့ဝင်လာကြတာ။ရွာကောင်းဆောင်ကသူ့ရွာမှာဘလူးတောင်းချမ်းနေတဲ့အကြောင်းပြောပြတော့လီယိုကကူညီဖို့ဆုံးဖြတ်လိုက်တယ်။လီယိုတို့အဖွဲ့ဘလူးကိုစောင့်ဖမ်းကြတယ်။ဒါပေမဲ့ဘလူးကလီယိုတို့အဖွဲ့ကဒီရွာကန်တွေမဟုတ်မှန်းသိတော့မတိုက်ခိုက်ပဲရှောင်ထွက်သွားတယ်။လီယိုကစဉ်းစားတယ်ဒီဘလူးကဘာလို့ရွာကန်စစ်သေးတွေကိုပဲတတ်ပြီးငါတို့ကိုကြရှောင်နေရတာလဲပေါ့။ဒါနဲ့လီယိုဟာရွာပြင်မှာနေတဲ့လီနာဆိုတဲ့ရှေးပြေဟောတဲ့အမျိုးသမီးစီတွားမင်းမြန်းတယ်။လီနာကတော့ဒီဘလူးဟာအကြောင်းမဲ့တက်နေတာမဟုတ်ဘူးဟိုးအရင်တုန်းကသူ့အဖေကိုမတရားတက်ဖြတ်ခဲ့တဲ့အတွက်လက်စားချေနေတယ်ဆိုပြီးအမှန်တိုင်းဖွင့်ပြောပြလိုက်တယ်ဒါပေမဲ့ယော်ရာသားတွေကမနေကြဘူးဗျာဘလူးနေတဲ့ကူကိုလိုက်ရှာပြီးတွားတောင်းချမ်းကြတယ်ကူထဲမှာတင်ခါရဲ့ဘလူးအဖေရဲ့ခေါင်းခွန်ကိုပါရိုက်ခွဲပြီးစော်ကားလိုက်ကြတယ်ဒီအချက်ကဘလူးကိုအကြီးအကျယ်ဒေါသထွက်သွားစေတာပေါ့အဲ့ဒီညမှာတဲ့ဘလူးကယော်ရာကိုပြန်ဆင်းလာပြီးအကုန်လုံးကိုတတ်ထော်တာတယ်ဒီတစ်ခါတော့လီယိုနဲ့ထိတ်တိုက်တွေ့ပြီးတိုက်ခိုက်ကြတယ်ဘလူးကအားတန်ပေမဲ့လီယိုကတင်းကျိုးနဲ့ခြီးပြီးဖမ်းထားနိုင်ခဲ့တယ်နောက်ဆုံးမှာတော့ဘလူးကလွတ်ဖို့အတွက်လက်အမောင်းကိုပြန်ဖက်ပြီးထွက်ပြေးသွားတယ်ဒါပေမဲ့ဒဏ်ရာပြင်းထန်လွန်းတော့ပင်လယ်ကမ်းစပ်မှာပဲတေဆုံးသွားကြတယ်ဘလူးတေသွားပြီးဆိုပြီးရွာသားတွေပျော်မျိုးနေကြုံလို့မှပဲဇလန်းကမသေးသေးဘူးမြဘလူးရဲ့အမေဖြစ်တဲ့ဘလူးမကြီးရောက်လာပြီးသူ့သားအတွက်လက်စားချေဖို့ရွာထဲဝင်တက်ပြန်တော့Viking တွေအများကြီးတေဖုံးကြတယ်လီယိုကဒီပြဿနာကိုအပီးတိုက်ရှင်းဖို့ဘလူးကူတဲ့အထိလိုက်သွားတယ်ရေအောက်ကူထဲမှာဘလူးမကြီးနဲ့အကျိတ်နဲ့တိုက်ခိုက်ကြပြီးနောက်ဆုံးမှာလီယိုကဘလူးမကြီးကိုပါတတ်နိုင်လိုက်တယ်အဲ့ဒီအချိန်မှာလဲလီယိုဟာမျောလင့်မထားတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရတော့အဲ့ဒါကဂူထဲမှာပုံနေတဲ့ခလေးလေးတူကိုတွေ့လိုက်ရတာပါဒီခလေးကဘလူးနဲ့ရွာပြင်ကလီနာတို့ရတဲ့တားလေးပါလီယိုဟာစိတ်ထားပြေဝတဲ့စစ်သေးတရားပြီးဒီကလေးကိုမတတ်ခဲ့ပါဘူးလူတွေသာဒီကလေးအကြောင်းသိရင်တပ်ဖြစ်ကြလိမ့်မယ်လို့တတိပေးပြီးဒီလူအချက်ကိုသိမ်းဆည်းပေးခဲ့တယ်နောက်ဆုံးမှာတော့လီယိုဟာတေဆုံးသွားတဲ့ဘလူးသားမကြီးအတူဂူလုတ်ပေးပြီးသူ့လူတွေနဲ့အတူနေရက်ရင်းကိုပြန်လဲထွက်ခွာသွားပါတော့တယ်ကဲဇလန်းလေးကတော့ဒီလောက်ပါပဲဗျာဘလူးဖြစ်ပေမဲ့ခံစားချက်ရှိပုံလူတွေရဲ့ရက်ဆက်မှုအကြောင်းပြန်လဲတုံးပြန်ပုံတွေကိုမြင်တွေ့ရတဲ့ဇာတ်ကားကောင်းလေးပါဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုနားထောင်ခြင်းရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်